အားလုံးမင်္ဂလာနေ့လည်ပြင်ပါခင်ဗျာဒီနေ့ခန္ဓာကိုတက်ရောက်လာကြတဲ့ဂုံသေးကြီးလူကြီးမများအားလုံးလည်းစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှပြလောဒုက္ခများနဲ့ပြည့်စုံပါစေကြောင်းဥစွာပဏာမကျွန်တော်ဂျဲဆန်ကုမ္ပဏီကနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Great Services Manly Company Limited ရဲ့ CEO ဖောင်နာဦးတန့်စင်ပဲဖြစ်ပါတယ်ခင်ဗျာဂျိုးယူဆောင်ရွက်လေးရှိပါတယ်ယနေ့ကျွန်တော်တို့ Great Services Manly Company Limited အနေနဲ့ဖွင့်လှစ်ရတဲ့ရွေးချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံလုံးရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် one stop shop one stop service လုပ်ငန်းတွေကိုပေးဖို့အတွက်ပဲရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ GSM ကုမ္ပဏီရဲ့ဆောင်မှုဖြစ်တဲ့နှွေးထွေးစစ်မှန် GSM သဒ္ဒါထက်တန် GSM တခါဆက်ဆံရာသက်ပံဆိုတဲ့စကားနဲ့အညီကျွန်တော်မန္တလေးမှာခိုင်ခိုင်နေပါတယ်။ကျွန်တော်တို့ကုမ္ပဏီရဲ့စံတဘိုး6ရက်ကတော့တာဝန်ယူတာဝန်ခံနိုင်မှုအားကောင်းရမယ်။ပွင့်လင်းမြင်သာမှုရှိအောင်ကြိုးစားရမယ်။ထိရောက်သောဝန်ဆောင်မှုစွမ်းရည်ပြည့်ဝရမယ်။အများယုံကြည်အားထားလက်ခံနိုင်အောင်ကြိုးစားရမယ်။ဒန်းတူညီတူပါဝင်နိုင်မှုရှိရမယ်။ဝန်ဆောင်မှုတန်းဟာဥပဒေညီဖြစ်ရမယ်ဆိုတဲ့စံတန်ဖိုး6ရက်ကိုချမှတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ဒီစံတန်ဖိုး6ရက်နဲ့အတူကျွန်တော်တို့ဟာရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကုမ္ပဏီရဲ့ဝန်ထမ်းများကိုလည်းပဲကြီးစဉ်6ရက်နဲ့အညီနေထိုင်ဆောင်ရွက်သွားဖို့အတွက်ကျွန်တော်တို့ချမှတ်ဆောင်ရွက်ထားတာရှိပါတယ်။ဒါတွေကတော့ကျွန်တော်တို့ယနေ့ခန္ဓာကိုတက်ရောက်လာကြတဲ့ကျိုးဆောင်ညီကိုမောင်တော်များအားလုံးလည်းပဲကျွန်တော်တို့ကုမ္ပဏီကချမှတ်ထားတဲ့စီမီတွေနဲ့အတူတရားတဲ့လိုက်ပါစီမံသွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ဒီကတော့ကျွန်တော်တို့ကျိုးဆောင်မောင်တော်တွေဟာကြည်ကြဲပြည့်ပြည့်စဉ်းစားနိုင်ရမယ်။ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းတွေပေါ်မှာအင်တိုင်းအားတိုင်းလုပ်နိုင်ရမယ်။နောက်ကျွန်တော်တို့အားလုံးဟာမှန်မှန်ကန်ကန်ခိုင်ခိုင်မာမာရပ်တည်နိုင်ရမယ်။နောက်ဥပဒေနဲ့အညီခိုင်မာမာဆောင်ရွက်နိုင်ရမယ်။နောက်ရိုးရိုးချင်းချင်းရှိရမယ်။ရောင်းချသူနဲ့ဝယ်ယူသူကြားမှာအစင်မေရှုံးမှုစေရေးအတွက်အထူးအလေးထားဦးစားပေးဆောင်ရွက်ရမယ်ဆိုတဲ့စံတန်ဖိုး6ရက်အရေးကျင့်စဉ်6ပါးကိုလည်းဒါကျွန်တော်တို့ကုမ္ပဏီတွေနဲ့ချမှတ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ကျိုးတူညီကိုမောင်တော်များအားလုံးဟာကျွန်တော်တို့အားလုံးကိုချိန်ကတော့ HMA ဆိုပွဲသားလို့ပဲကျွန်တော်တို့ခေါ်တာ။ယနေ့ကျွန်တော်တို့တိုးတက်ဖွံ့ဖြိုးလာတဲ့ခစ်စနစ်နဲ့အညီကျွန်တော်တို့ညီကိုမောင်တော်အားလုံးဟာပွဲသားမဟုတ်တော့ပါ။ကျိုးတူညီကိုမောင်တော်တွေဖြစ်တဲ့ကျိုးဆောင်များတာဖြစ်ပါကျွန်တော်တို့အားလုံးဟာကျိုးဆောင်တွေဖြစ်ပါတယ်ကျိုးဆောင်လို့ကျွန်တော်တို့သုံးလုံးလိုက်တဲ့အတွက်ပြောင်းလဲသွားတဲ့ next level တစ်ခုမှာကျွန်တော်တို့ကကျိုးဆောင်တယောက်ကြီးနဲ့ညီမျှတဲ့ ability တွေ skill တွေဒါတွေကိုကျွန်တော်တို့ကပြီးပြည့်စုံဖို့လို့အထူးသဖြင့်ကျွန်တော်တို့ယနေ့လိုဖွင့်လှစ်ဆောင်ရွက်ပေးလိုက်တဲ့ဒီ HMA တိမှတ်ပြုတင်နန်းတွေငွေကြေးခွာမောင်းချောင်းဆိုင်ရာတင်နန်းတွေပေါ်မှာလည်းပဲဒါဘာပဲဖြစ်ဖြစ်အင်တိုင်းအားနဲ့ဖြစ်နိုင်ရင်ကျွန်တော်တို့ကဟုတ်လားကျွမ်းကျင်နေနဲ့ငွေကြေးခွာချောင်းမှုဥပဒေတွေလည်းအလွတ်ဒီပါးရအောင်ဆောင်ရွက်ထားဖို့လိုပါတယ်ဘာမှလာတယ်ကျွန်တော်တို့အကျိုးဆောင်ညီကိုမောင်မတွေဟာခန်းကဏ္ဍတည့်ရနေတဲ့နေရာတစ်ခုမှာရည်တည်နိုင်မှာဖြစ်ပါတယ်ချိန်ကတော့မင်းတို့ပွဲသားတွေပါကွာမင်းတို့ပွဲသားတွေဟာပတ်စံရရင်ပြီးတာပဲမင်းတို့ပွဲသားရပြီးရှားမတွေ့တော့ပါဘူးအကန်သေးတဲ့ချိန်ရှားမတွေ့တော့ဒါမျိုးတွေကျွန်တော်ရဲ့အထက်မှာလည်းပြောနေကြတာရှိပါတယ်သို့တော်လည်းပဲယနေ့မှာတော့ကျွန်တော်တို့ HMA ကုမ္ပဏီကြီးတွေပေါ်လာပြီကျွန်တော်ရဲ့ယနေ့ခန်းတော်တက်လာတယ်ကျွန်တော်နဲ့အတူလက်တွဲဆောင်ရွက်ကြမယ်အကျိုးဆောင်ညီကိုမောင်နှမတွေကိုလည်းပဲကျွန်တော်ဖိတ်ခေါ်တယ်ဘာလို့ဖိတ်ခေါ်တာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အားလုံးဟာပွဲသားတွေဘုတော့ကျိုးဆောင်ကုမ္ပဏီကြီးနဲ့လက်တွဲတဲ့အကျိုးဆောင်ကြီးတွေဖြစ်တယ်ခိုင်ခိုင်မာမာရက်တည်မယ်ကျွန်တော်တို့ကြည်ကြဲပြည့်ပြည့်စဉ်းစားမယ်ဥပဒေနဲ့ညီတာတွေကိုဝန်ဆောင်ပေးမယ်ဆိုတဲ့ဟာတွေကိုဆောင်ရွက်သွားဖို့ယနေ့ရည်ရည်ခန္ဓာကနေစတင်ပြီးတော့မှကျွန်တော်တို့ရဲ့ mindset တွေကိုပြုပြင်ဆောင်ရွက်သွားဖို့လေလိုအပ်ကြောင်းကိုကျွန်တော်ဒီနေရာနေပြီးတော့မှအထူးမေတ္တာရက်ခံပါတယ်အဓိကကတော့ကျွန်တော်တို့ကုမ္ပဏီရဲ့စံတန်ဖိုး6ရက်နဲ့ကျင့်စဉ်6ပါးအများပြည်သူယုံကြည်လက်ခံပြီးတော့မှကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေပုံပုံကောင်းမွန်လာပြီးတော့ဂျယ်ဒီကယ်လို့ခေါ်တဲ့တရားများတို့ညီကိုမောင်နှမများရှောက်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့အညီပဲကျွန်တော်တို့တသားတည်းလိုက်ပါစီမံဖို့ဆုံးဖြတ်ထားပါတယ်ဒါလေးကိုလည်းပဲဒီနေရာမှာသတင်းစကားကျွန်တော်ပါလိုက်ပါတယ်ကျန်တာကတော့ကျွန်တော်ရုံးဖွဲ့တွေကနေပြီးမှစီစဉ်ဆောင်ရွက်ပေးထားတဲ့ဗီဒီယိုကလစ်လေးလေးကြည့်ပြီးဖြစ်မှာပါအဓိကတော့ကျွန်တော်တို့ကုမ္ပဏီဟာ HMA ကိုကြည့်ကျွန်တော်တို့ကအထူးပြုဆောင်ရွက်နေတဲ့ကုမ္ပဏီမဟုတ်ပါဘူးကျွန်တော်တို့ကမန္တလေးတစ်မြို့လုံးမှာဘယ်မှမရသေးတဲ့ one stop shop and service ဆိုတဲ့ကျွန်တော်က OSF ရုံးတိဆောက်ထားတာဖြစ်ပါတယ်ဒီက HMA ကိုကြည့်ကျွန်တော်ရည်ရွယ်ထားတာမဟုတ်ပါဘူးကျွန်တော်ကုမ္ပဏီမှာဘာပဲလို့လူကြီးမင်းတို့အနေနဲ့ဟာလားတခုခုခက်ခဲတစုံတရာဖြစ်လာရင်ဘာပဲလို့ကျွန်တော်တို့ GS အောင်သတိရပေးဖို့လေဒါဒီနေရာနေမှာ message တစ်ခုဖြစ်
ပေးလိုပါတယ်ဝန်ဆောင်မှုလည်းပဲကျွန်တော်နှွေးနှွေးထွေးထွေးနဲ့ပြုပေးခြင်းပါသေးတယ်ခင်ဗျာဒါပြင်ကျွန်တော်တို့ကလက်ရှိအခမ်းအနားHMA ကျိုးဆောင်များရဲ့အခမ်းအနားနဲ့ပတ်သက်ပြီးမြင့်ဒီအခမ်းအနားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ညီကိုမောင်နှမတွေဟာဒါအစတာကြကြတရားမျှတမှုရှိရှိနဲ့ဥပဒေစည်းကမ်းနဲ့အညီသက်ဆိုင်ရာဌာနများကလုံထုံးလုံနည်းနဲ့အညီတတ်မှတ်ပြဋ္ဌာန်းထားတဲ့ procedure တွေကျွန်တော်တို့ဒီဥပဒေတွေလုံထုံးလုံနည်းတွေနည်းဥပဒေတွေစာလုံထုံးလုံနည်းလို့ခေါ်တဲ့ SOP တွေနဲ့အညီကျွန်တော်တို့ညီကိုမောင်နှမများဟာထဲထဲပုံဝင်ကြည်ကြဲပြည့်ပြည့်နဲ့စဉ်းစားပြီးတော့မှအကောင်းဆုံးသောဝန်ဆောင်မှုတွေပြုပေးဖို့လည်းလိုအပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ HMA လုပ်ငန်းဆိုတာတကယ်တမ်းကျတော့ကုသိုလ်လည်းရဝမ်းလည်းဝတဲ့လုပ်ငန်းစဉ်သာဖြစ်ပါတယ်ငါတယောက်တည်းကောင်းစားဖို့ငါတယောက်တည်းစီမံဖို့ဆိုတာတွေးတာနဲ့စာရင်ငါညီကိုမောင်နှမအကျိုးတူညီကိုမောင်နှမတွေငါတို့ညီကိုမောင်နှမအကျိုးတူမောင်မယ်တွေပူပူပေါင်းပေါင်းစီစီလုံးလုံးညီညီညွတ်နဲ့ဆောင်ရွက်ကြရမယ်ဆိုတဲ့စိတ်ကိုမွေးမှသာလေကျွန်တော်တို့အားလုံးဟာပုံမတောက်ပါတဲ့အနာဂတ်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ဘာလို့လဲဆိုတော့ယနေ့တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကကျွန်တော်တို့တူတဲ့ကောင်းနဲ့ဆောင်ရွက်လို့မရပါဘူး။ယနေ့ကျွန်တော်ဒီနေ့ဒီနေရာမှာရက်ပြီးလာရောက်ပြောကြရဲဆိုတဲ့ရွေးချက်ကယနေ့တက်ရောက်လာကြတဲ့ကျွန်တော်ညီကိုမောင်နှမအများနဲ့အတူကျွန်တော်တို့ကုမ္ပဏီမန်နေမှာအခြေစိုက်ဖွင့်လှစ်နေပြီဆိုတာနဲ့အတူယနေ့တက်ရောက်လာတဲ့ညီကိုမောင်နှမတွေနဲ့အတူကျွန်တော်တို့လက်တွဲဆောင်ရွက်လိုပါတယ်ဆိုတာကိုဒီနေရာမှာလာပြီးတော့မှဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ညီကိုကျုံနေပြီးကျွန်တော်တို့ဂျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေကြတာဟာဂျိုးဆောင်ဆောင်ရွက်ပေးရတာမှန်တော့လဲဝယ်ယူနေတိုင်းသူတို့အတွက်အေဂျင့်နဲ့နယ်မြေလေးတစ်ခုဟုံးလေးတစ်ခုဖန်တီးပေးခြင်းတာဖြစ်ပါတယ်တကယ်တော့ဂျိုးဆောင်ပညာရပ်ဟာအမှုပညာရတာမြောက်ပါတယ်တကယ်တမ်းကကျွန်တော်တို့တွေရဲ့ရင်သွင်းဖြစ်တွေကိုပြောမယ်ဆိုရင်ဒိုင်တာမောင်မျိုးမင်းတောင်လိုက်မပြီးပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဂျိုးဆောင်ညီကိုမောင်တို့များမှာကိုယ်စီဇလန်းတွေအများကြီးရှိကြမှာပါလွမ်းစရာလည်းရှိမယ်နားစရာလည်းရှိမယ်စိတ်ညစ်စရာလည်းရှိမှာပါเนาะတခါတလေစိတ်ပြက်ပြီးတော့မှဒီလူကြီးကိုမလုပ်ချင်တော့ပါဘူးဆိုတော့နေ့တွေလည်းပဲကြုံတွေ့ခဲ့ရမယ်လို့ကျွန်တော်ယုံကြည်တယ်သို့တော်လည်းပဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဟာဒီလုပ်ငန်းကိုမှလုပ်မယ်လို့ရည်ရထားတာဖြစ်တဲ့အတွက်တုံးတိုက်တိုက်ကြားတိုက်တိုက်နေတော့ကျွန်တော်တို့ကရှေ့ဆက်ပြီးတော့ဆောင်ရမှာဖြစ်ပါတယ်နောက်ဆုံး message ခုပေးချင်တာကတော့ဘာပဲလုပ်လို့ဥပဒေနဲ့အညီဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အကြောင်းတော့ဒီနေရာမှာကျွန်တော်တွေ့တူတင်ပြလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ကျွန်တော်တို့ဂျိုးဆောင်ညီကိုမောင်နှမတွေဝိုင်းဝန်းကြိုးပမ်းမှာဖြစ်တယ်လို့ကျွန်တော်တို့လို HMA ဂျိုးဆောင်ကုမ္ပဏီကြီးရတယ်ပဲဘေးမှာရောက်ရှိနေကြတဲ့ဂျိုးဆောင်ညီကိုမောင်နှမတွေကိုလက်တွဲခုံယူပြီးဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ဒါမှသာလေနေရာတစ်ခုတန်းတစ်ခုရောက်ရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ယနေ့ခန်းသားကိုတက်ရောက်လာကြတဲ့ပုံစံရှိလူကြီးများနဲ့တာဝန်ရှိလူကြီးများတင်လာတဲ့သူများပြင်လည်းကျွန်တော်တို့ကုမ္ပဏီနဲ့အတူအေးတူကူများအတူ